လုံးမဲ့မင်္ဂလာပါကျွန်တော်နာမည်ကစံလူဖြိုးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်နည်းနည်းစော့ထားရပါတော့ဒီမှာတသားလေးနဲ့အရင်ပတ်တက်ရပြီဒီမှာကျွန်တော်ကဏ္ဍရရဲဆိုတော့နော်အကောင်းလေးတစ်ခေါင်းမှမရှိတော့အစားစာတော့ကစိတ်ဘူးစရာလိုရပေါ့နော်ဒါပေမဲ့စိတ်မပူပါနဲ့တို့မှာဒီနားလေးမှာတစ်ချက်ကြည့်ဘူးပါဘာရရှိပါလဲခင်ဗျာဆိုငါဖန်စာရုံပဲပေါ့နော်โอเคဘာမှမဟုတ်ပါဘူးခင်ဗျာโอเคပါအေးတော့ဒါမှမထိတာโอเคအသက်ရှင်အောင်လုပ်အောင်ကွာโอเคရပြီငါ့ကိုငါတွေကပျောက်လာတာမပျောက်ဘူးโอเคလားငါလည်းမြင်လာတာဝီးငါခွတ်ဆိုပြီးရဲလို့အိုးတေးဟာရအစားတော့ကတော့တခုရအိုးမခေါ်ရမယ်ခေါ်မလို့သေးဘူးကွာโอเค guys ကျွန်တော်ဒီနားကနေငါဟာလေးကိုဘာလို့စားလိုက်မလဲโอเคခါရောင်โอเคပိတ်လိုက်ကြည့်โอเคဒီကနေဒီလိုပိတ်လိုက်နောက်ပြီးသွားရင်ဒီကနေတော့ဆိုပြီးသွားလိုက်နောက်ပြီးဒီနားခေါ်တစ်ခုလူလိုက်ရတဲ့လောက်ကိုလူလိုက်အခုသုံးရတော့သုံးခုလူလိုက်မယ်နောက်ပြီးအမိုးတသားနဲ့ပြန်တက်ခဲကတစ်ခုမှတက်နဲ့တသားဒီဘိုင်မှာရှားပါတယ်ဆိုဟာဘာလို့တသားပြတ်မလို့တော့ပြောโอเคရပြီသွားမယ်ဟဲ့တော့မဲပြောရှူရင်းနဲ့ခလာမတို့อ่ะကွာနေတိုင်းပဲမြေကြီးနဲ့ပဲတူးနေရတာပေါ့ Okay let's go မကြပါဘူးဗျာပြန်မှုအထုပ်ပြင်းခဲ့တယ်โอเคချလိုက်မယ်ဒီဝန်းနေအားရမောင်းမဲတော့ပဲဒုံချောင်းအော်ရဒုံချောင်းယူအားရခေါ်ပါယူဒုံချောင်းယူအေးမြင်ရပြီခုခေလာအော်မစိနေတော့လူနေပြကနေတူဟုတ်ကဲ့ဒီရောနည်းနည်းလေးချဲလိုက်အောင်မယ်ချဲရမှာပဲကွာโอเคထက်ချင်မယ်ခေချေပြီဟောလီဆိုဒီနောက်ငါတဲခိုးရမယ်ဆိုတော့ဒီနောက်ကိုဒါချမယ်နောက်ပြီးဒီတဲ့မီးတုပ်ထပ်လုံးမယ်မီးတုပ်နဲ့ဒီနောက်အတိုင်းကိုလိုက်ဖွင့်မယ်ခေဒီကနေလေကားလို့โอเคခွဲထားလိမ့်မယ်ဒီလိုလားမဟုတ်ဘူးอ่ะလေကတော့ယူထူโอเคဒီလေက3ခုနဲ့ဆိုတော့အထင်လာရောနော်ဒီတော့ကြိုက်ပဲဟာနောက်တစ်ခါထွတ်တော်လို့လေထွတ်တော်နှစ်ခုလေဝါတစ်ခုလေပိတ်လာဟာခေရပြီခေဒီအောက်ကိုကြောက်နေလိုက်ကြောက်နေတူးမယ်များကြောက်တူးမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုကြောက်နေအောက်ကိုခင်းမလို့ပါခင်ဗျာဒါတော့ကျွန်တော်ကြာနေမှာမဟုတ်ဘူးပေါ့နော်အိမ်ရောဆောင်မှာဆိုဒါကိုကြာနေမှာမဟုတ်ဘူးဘာလို့ကြာနေမှာတော့မကောင်းတဲ့နေရာ
ဒီယောက်ကြီးနဲ့တူမှနေရတာဆိုဘလူးမှနေချင်မှာမဟုတ်အတေချာပဲကျွန်တော်ပဲနေရโอเคဒီနားဟာလေးကိုဖြတ်ဒီနားကြောက်ရှိရဆိုပဲရောကတော့ကြောက်မရှိဘူးဆိုခင်းလိုက်မယ်โอเคရောမကြောက်လေးပဲဟာကြောက်လေးဆိုထက်တူမှာမေးကွာကြောက်ကမနောက်ရင်ခတ်တယ်မဆက်တဲ့တုံးဆိုတော့လောက်ပါโอเคကိုလုံးတော့မပူကြီးတီဗီတွေ့ပြီလောက်ဝခံလို့ဟုတ်တယ်မလားဘလူးဖြစ်နေတယ်လောက်ခံဆိုရှိရတယ်ဟိုကောင်းလေးလာပြီဆိုရင်ခဏလေးအောင်လို့ရနေဒီလိုလေးဝင်သွားnice ဒီတော့လောက်ခံနေရောမပြောဆိုရင်တူခါတွေ့ပြီခေါ်ပါလို့ကိုရောဘာယူရောငါတိပြီငါမိုက်ပူရဲလို့လေခေါ်ပါလေးကိုအောက်ကတူလိုက်ဘာလို့မပူရဲကြောင်ရပြီကွာโอเคဒီအဲ့ဆိုရင်တော့ပြီကွာငါတို့ကိုဘာထက်တီဗီကြောက်ကနေဒီလိုဒုံလေးထားလိုက်နောက်ပြီးဒီကနေတူလိုက်ဒွန်းဆိုခုမီးကိုဖြစ်လိုက်ဒီပေါ်လည်းမထူးစတော့တိုင်းမယ်ကိုပါးတွေကိုအများကြီးပဲအမှားလုံးလို့ရပြီโอเคအဲ့ဒါကျွန်တော်အမေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အမေရဥပောက်ဆောက်သွားပါမလို့ပြောတယ်လို့ပါခင်ဗျာโอเคပါ1 2 โอเคလုံးချင်လေလုံးရတော့ပါပဲဝေးဖြောင်းနိုင်ဖြစ်ပါလေကွာဒီခါတော့လေးတော့တိုင်းမယ်တိုင်းမယ်အပေါ်ပြန်နေမှာဘလို့တော့ဟုတ်တယ်ကွာစဉ်းစားနေရတယ်ဒူးပဲပဲနေမှာပေါ့ဆိုရင်အမျိုးထွက်ဟာရောခေရပြီဆလတ်တစ်ခုလုံးမယ်တခုရပြီဆိုရင်ကြောက်ကနေမန်ခေါင်းဝင်လို့မရဘူးလားဖြန့်လာတယ်ဒီတိုင်းပဲဖြန့်လာရောင်ကြီးဖြန့်လာရောင်ဘိုးဆိုးဒါလည်းဘယ်ဆိုးလို့ရချင်ရခုံးရောင်ကြီးလုံးတော့ကွာမြောက်ခမ်းလုံးချင်လို့ရောက်ကွာငါဆိုးနေပြီဟာတော့ဆိုးနေပြီလားဖြစ်ခေလာဖြစ်မယ်ကြောက်လေးပြီးတော့လိုလိုလေ
ကြောက်ဘူးသွားပြီဆိုရင်တော့အပေါ်ပြတ်တက်ပါမယ်โอเคဒီနားတော့ခံယူပိတ်ထားလိုက်တော့ဟာတသားရောမနဲ့ရောက်ဘူးလားဟာတစ်ချက်တော့ဟာညာကြီးမညာမညာမင်းနဲ့20နေရမှာတဲ့မနဲ့ရောက်ဖို့โอเคဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကြည့်ရှုတင်ပါတယ်နောက်ပြီးမှပြန်လို့ရအောင်အားလုံးပဲဘိုင်းဘိုင်း